လေစိတ်မှာရန်ကုန်ကနေတခြားနိုင်ငံသွားဖို့အတွက်အရစ်ခံရမှာစိုးရိမ်နေကြတဲ့သူတွေဒီဗီဒီယိုအဆုံးထိကြည့်ပေးပါနော်အခုပြောပြမယ်အချက်၄ချက်ကိုလေစိတ်မသွားခင်ကြိုပြီးတော့ပြင်ဆင်ထားတင်ပါတယ်ပထမတစ်ချက်ကတော့အကောင်းဆုံးသရုပ်ဆောင်ဆိုပြီးတော့ကိုမှုသွင်းထားလိုက်ပါကိုကကြောက်နေတဲ့ပုံစံလုံးဝပြလို့မရအောင်တကယ်လို့တခြားနိုင်ငံကိုအလဲဗီဇာနဲ့သွားပြီးတော့အလုပ်သွားလုပ်မယ်ဆိုရင်တော့မှအလဲသွားတယ်လို့ပဲစိတ်ထဲတွေးပြီးတော့သူတို့မေးသမျှကိုရဲရဲတင်းတင်းဖြေလိုက်ပါဒုတိယတစ်ချက်ကတော့အဝတ်စားပေါ့နော်ကိုကအလဲသွားတဲ့ပုံ shopping သွားတဲ့ပုံနဲ့ပဲတသက်ရရဝတ်ဆင်သွားပါ main လေးဆိုရင်လည်း full makeup on သွားလိုက်ပါတတိယတစ်ချက်ကတော့ကိုက luggage လက်ဆွဲအိတ်ပါတယ်ပြီးတော့ကြောပိုးအိတ်ပါတယ်ဆိုရင်ကြောပိုးအိတ်ထဲမှာအများကြီးမထည့်ဘဲနဲ့လက်ဆွဲအိတ်ထဲမှာပဲပို့ပြီးတော့ထည့်သွားလိုက်ပါဘာလို့လဲဆိုတော့ immigration မဖြတ်ခင်မှာလက်ဆွဲအိတ်ကြီးကထားခဲ့ရပြီးတော့ကြောပိုးအိတ်ကတော့ကိုနဲ့ပါလာမှာဆိုတော့သူတို့လည်းတိတ်ပြီးတော့တန်တရားမဝင်တော့ဘူးပေါ့နော်နောက်ဆုံးတစ်ချက်ကတော့အလဲဗီဇာနဲ့သွားမယ်ဆိုရင်လိုအပ်တဲ့အချက်လက်တွေပြည့်စုံအောင်လုပ်သွားလိုက်ပါဥပမာ hotel booking လေယာဉ်လက်မှတ်အသွားအပြန် show money အဲ့ဒါတွေအကုန်လုံးကိုစုံအောင်လို့ပြင်ဆင်သွားလိုက်ပါနော်အားလုံးပဲအဆင်ပြေကြပါစေရှင်